ခါကြည့်ပြီးဆွဲတယ်လို့ပြောကြတဲ့စိုင်းရင်မိုးဆက်ပွဲကိုဒီနေ့ဖော်တွေကောင်းတာနဲ့တွားကြည့်ပြခဲ့ပါတယ်ရှင်။စိုင်းရင်မိုးပွဲကိုပထမဆုံးကြည့်ရမလို့ရင်ထဲကခံစားရတဲ့အတိုင်း Honest review လေးပေးပါမယ်။ဒါတော့ပွဲမသွားခင်စူးချဖို့အတွက်ကိုအိမ်ထဲမှာပဲအကျိတ်နဲ့ပြင်ဆင်နေကြတာပါ။အိမ်ဘက်ငွေလည်းပါတယ်လို့မြန်မာကျပ်ငွေတွေလည်းပါပါတယ်။သူတို့ကတော့ fan ကြီးစားပေါ့နော်အလုပ်တွေစူးစမ်းလုပ်ပြီးစုလို့ရတဲ့ငွေနဲ့ကိုစူးချရှာတာ။ဒါတော့ကျမတို့ရဲ့ဖြာနံပါတ်ပါရှင်။9နာရီခွဲပြီး10နာရီဝန်းကျင်လောက်မှာတော့ကျမတို့အိမ်ထဲကနေတက်ညီလက်ညီနဲ့စထွက်ကြပါတယ်။ရောက်ချင်းမှာတော့ထုံးစံတိုင်းကျမတို့လည်းလမ်းတစ်လျှောက်မှာတွေ့ရတဲ့ပွဲစည်းတန်းတွေကိုလိုက်ပတ်ပြီးတော့မားကြည့်လိုက်ပါတယ်။အဲယုံတွင်နဲ့ဘဝင်ခင်အပြင်မှာလည်းစိုင်းရင်မိုးပုံနောက်ခံထားပြီး TikTok ကိုလည်းအပုံ20လောက်ဆောလိုက်ကြပါသေးတယ်ရှင်။အဲမစသေးဘူးကျမတို့ကတော့ပါလာတဲ့စားတောက်တွေကိုအောက်မှာ share ကြိတ်နေကြပါပြီ။မျော်လင့်ဆောင်စားနေကြတဲ့အတိုင်းပဲပွဲရတော့စတင်ပြီးတော့မှကားကြပါပြီရှင်။မန္တလေးကဒိုးမကိုတော့ဆေးထိုးလိုက်ပြီးအိမ်ရောက်မှသူ့ဘာသူဘလို့ရှင်းပြင်းတဲ့တချင်းကိုကားကြတော့လေတယုံလုံးမှာတ िश ူးတွေကိုဖွေးလို့ပြောစရာကြီး။မတို့ပြောလားမပြောလားတော့မျက်နှာတွေကိုသာကြည့်လိုက်တော့အပေါ်ကကျဲတဲ့ပတ်စံတွေကောက်ပြီးတအားကိုပြောနေကြတာ။ဟိုငငယ်လေးတွေကဇက်ပွဲဆိုရင်ဖျားပွဲတွေပါဖြစ်မှပဲကြည့်ရတာမို့လို့ဇက်ပွဲကြည့်ရရင်အရန်ကိုပြောပါတယ်။ထွေးတဲ့ပြုံးလေးနဲ့ချစ်ကြတဲ့ပြေးသက်ကလည်းတော်တော်လေးကိုများတာဆိုတော့သူ့မှာလည်းစိတ်ဖိစီးမှုကတော့များမှာပဲ။နာမည်ကျော်ကြလူကြိုက်များခံရတယ်ဆိုတာကလည်းကောင်းတဲ့ချက်တွေလည်းရှိသလိုမကောင်းတဲ့ချက်တွေဆိုတာလည်းရှိရပဲလीနော်။ဒီတော့ခါမှာပြုံးမပြတ်တာတော့တော်တော်လေးကိုချီးကျူးစရာကောင်းပါတယ်။ဆိုရင်မိုးကိုကြဲလေးနေပြီးပြေးသက်ကယော့သွားတယ်လို့ကိုမရှိတာ။မတို့လည်းပွဲပြီးမှကိုထုတ်ကိုသိမ်းပြီးတော့ပြန်ခဲ့လိုက်ကြပါတယ်။သူပါရှင်ပပိုင်